2025ထဲမှာတင်ဘာအောင်မြင်မှုတွေရရှိခဲ့လဲတင်ရရှိခဲ့တဲ့အောင်မြင်မှုတွေကိုမတ်တိုင်စိုက်ထူလိုက်ပါမိတ်ဆွေကဲအခုတလောအရန်ကို trend ဖြစ်နေတဲ့မတ်တိုင်စိုက်ထူတန်းကစားရအောင်ဆိုတော့နေချီလဲမတ်တိုင်စိုက်ထူရမယ်ဒါလုံးဝ special เนาะဒါ nosy ခွဲနဲ့ဒီ nosy ခွဲရအောင်လဲမနှဲရှာထားရတယ်ကဲဆိုတော့မတ်တိုင်စိုက်ထူဖို့အတွက်ကိုယ့်ရဲ့အောင်မြင်မှုလေးတွေကိုချရေးပြီးမတ်တိုင်လေးတွေဖန်တီးလိုက်ပါတယ်ကျမဒေါ်နေကြီးပါကျမရဲ့2025ခုနှစ်မှာကျမရရှိခဲ့တဲ့အောင်မြင်မှုကတော့ကျမဘယ်တော့မှမစားရတော့ဘူးလို့ထင်တယ်မုံလေများကြော်ကိုကျမစားနိုင်တော့မှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမမုံလေများကြော်ကိုအောင်မြင်စွာအော်ဒါမှာပြီးတော့မှလက်ခံရရှိပြီးဖြစ်ပါပြီ။ကျမရဲ့အောင်မြင်မှုတွေအတွက်မုံလေများကြော်အဲ့ဒါဇက်လန်ရှိတယ်မုံလေများကြော်ကိုထဲမူကနေမှာပြီးတော့မှအော်ဒါမှာထားတာအဲ့လာဖို့တဲ့လူကကျမအိမ်ကိုမပို့ပဲနဲ့လေဘေးအိမ်ကဖះเจ้าရဲ့ဓမာယုံထဲမှာသွားပို့ထားတာကျမကတော့ပစ္စည်းမရောက်လာဘူးဆိုပြီးတော့မှအဲ့ထဲမူမှာပြဿနာတွေရှာပြီးတော့မှ refund တွေပြန်တောင်းတာပေါ့နော်ငါပတ်စံပြန်ပေးဆိုပြီးတော့မှအဲ့ O က6ပေါင်ပေးရတယ်ဟို6ပေါင်ဘိုးကိုမရမ refund ပြန်တောင်းတာအဲ့တော့ထဲမူကလည်းမပေးဘူးမင်းရဲ့မုံလေများကြော်အိုးငါတို့ပို့ပြီးသွားပြီဆိုပြီးတော့မှပြောတယ်အဲ့ဒါနဲ့ကျမတက်တီပြလို့ပြောတဲ့အခါကျတော့တို့ကဓာတ်ပုံတစ်ပုံပို့ခဲ့တယ်အဲ့မုံလေများကြော်အိုးလေးကိုစတိုကန်ထဲမှာထည့်ထားတဲ့ဓာတ်ပုံဒါပေမဲ့အဲ့စတိုကန်ကကျမရဲ့အိမ်ရဲ့စတိုကန်မဟုတ်ဘူးအဲ့တော့ကျမကလေရက်ကွက်ပတ်ပြီးတော့မှမုံလေများကြော်ဦးရှာခဲ့ရတာဒါပေမဲ့တေချာပြန်စဉ်းစားကြည့်လိုက်တော့ဒါအနီးဆက်ဆုံးတာကျမရဲ့ခြံချင်းကက်ရက်ကဓမာယုံပဲဖြစ်မယ်ဆိုပြီးတော့မှကျမကဖះเจ้าမှာနောက်မျက်နှာရှေ့ထားပြီးတော့မှကျမရဲ့မုံလေများကြော်ဦးကိုသွားတောင်းခဲ့တာအဲ့တော့ဒါကျမရဲ့အောင်မြင်မှုကျမမုံလေများကြော်အိုးမရအောင်ရှာဖွေတွေ့ရှိနိုင်ခဲ့ပါပြီအဲ့အတွက်ကျမအရန်ဂုဏ်ယူမိပါတယ်ကဲနောက်ထပ်ကျမရဲ့ဒုတိယအောင်မြင်မှုကတော့ကျမဒေါ်နေကြီးပါကျမရဲ့ page ကလေးမှာ follower 2200ပြည့်သွားပါပြီဒါကျမရဲ့အောင်မြင်မှုပဲဖြစ်ပါတယ်တန်ကျမဒီ page ကလေးကိုဖွင့်လိုက်ရတဲ့အကြောင်းရင်းကတော့ကျမနေတဲ့နေရာမှာကျမပတ်ဝန်းကျင်မှာမြန်မာ society မရှိလို့ပါတခြားမြို့ကြီးတွေအင်္ဂလန်တို့ဘက်မှာရှိပေမဲ့ကျမနေတဲ့ပတ်ဝန်းကျင်မှာတော့မြန်မာမရှိဘူးပေါ့နော်ဒီ page ကလေးကိုဖွင့်လိုက်တာနဲ့ကျမမြန်မာလူမျိုးတွေနဲ့စကားပြောနေတယ်ငါရဲ့အတိုင်းဝိုင်းကငါဘေးနားမှာရှိရဲဆိုတဲ့ feeling လေးကိုကျမကိုရရှိစေပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျမကိုဒီ mentally support ပေးပါတယ်ကျမရဲ့ follower 2200ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့follower 2200သူ့အနေနဲ့သူအလိုအလျောက် automatic ရလာတာဒါကျမရဲ့ organic account ပေါ့နော်ကျမစုကာဘတ်ကိုပတ်စံပေးပြီးတော့မှ boost လုပ်ပြီးဖြန့်ခိုင်းခဲ့တာမဟုတ်ဘူးနော်အဲ့ဒီတော့ကြောင့်မလို့ကျမရဲ့ follower 2200ကိုကျမအရန်ကိုတန်ဖိုးထားပါတယ်ကျမရဲ့ follower အားလုံးကျမရဲ့ video လေးကိုကြည့်ရှုအားပေးနေကြတဲ့သူများအားလုံးနေ့တစ်မှာကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ဒီနေရာကနေစုမုံကောင်းတောင်းပေးလိုက်ပါတယ်နော်မိတ်ဆွေတို့လည်းအိမ်မှာမတ်တိုင်စိုက်ထူတန်းကစားပြီးပျော်ရွှင်နိုင်ကြပါစေ Happy New Year ပါ